တေချာပေါ့မြန်မာနိုင်ငံကိုခြေချရင်ဆီယာမဆိုင်ကိုအရင်ဆုံးလာမှာအဲ့ဒီအတွက်ကျွန်တော်လုံးဝအာမခံတယ်အကယ်၍မအောင်မြင်ဘူးဆိုရင်ဆီယာမနားပေးရမယ်ဆိုတာလက်ခံရင်ကျွန်တော်2နှစ်နေတေချာပေါ့လာခဲ့မယ်ဆိုတာကိုကြိမ်ပြီးတော့ဒီသပင်လောကမှာသင်တန်းတွေအများကြီးတက်နေကြပြီးတော့သင်တန်းတွေမှာအခြေခံ knowledge sharing တွေတော့လင်းရင်လက်မှတ်သွားပြန်ဖြတ်ပြီးမယ်ဆိုပြီးခေါ်တာကျေးဇူးတင်ပါတယ်ဆရာမရေဒါပေမဲ့ကျွန်တော် overseas ကိုရောက်နေတာငွေရှာဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်တော့ကျွန်တော်ငွေရှာပြရစီအောင်ဆရာမရေနှစ်ကြာတဲ့အခါကျွန်တော်ဆိုရင်လည်းတော်တော်ရှိလာပြီဆိုတော့ဆရာမတို့ပို့ပြီးစံသက်ဖို့ခွင့်ရရှိတာပေါ့ကျွန်တော်ပြောပြတာတွေကသိပ္ပံနည်းကြတွေ theory တွေပြောပြတာဆိုတော့ဆရာမအနေနဲ့နားလည်ရခတ်သွားမယ်ထင်ပါတယ်ကျွန်တော်ဆရာမကိုတိုက်ခိုက်တဲ့စကားတစ်ခုမှမပါဘူးဆိုတာလည်းဆရာမသိပေးဖို့လိုရတယ်နော်ဒါပေမဲ့ကျွန်တော်တင်ပေးထားတဲ့ဒုတိယဗီဒီယိုပုံထဲကပြောထားတဲ့အတိုင်းပဲဆီယာမအနေနဲ့တကယ်ပဲကျွန်တော်ပြန်လာတဲ့အခါမှာကျွန်တော်သပင်ကိုစမ်းသပ်ပါလောက်ပါလုံးလုံးမအောင်မြင်သွားတယ်ဆိုရင်တကယ်ကျွန်တော်ဒီသပင်လောကတွေကနေနားမှဖြစ်ပြီးတော့အကယ်၍မအောင်မြင်ဘူးဆိုရင်ဆီယာမနားပေးရမယ်ဆိုတာလက်ခံရင်ကျွန်တော်2နှစ်နေတေချာပေါ့လာခဲ့မယ်ဆိုတာကိုကြိမ်ပြီးတော့ဒီ online ပေါ်ကနေကျွန်တော်ရဲ့မျက်နှာရည်နဲ့ဂတိကိုပြုပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်မြန်မာပြည်ကိုချက်ချင်းပြန်လာလို့မရတာလဲဆိုတော့နိုင်ငံသားမှာအလုပ်လုပ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာအလုပ်လုပ်တယ်လို့မျိုးစာချုပ်တွေချုပ်ပြီးတော့မှဖြစ်ကြတဲ့ဆန်ထွက်ချင်တိုင်းထွက်လို့မရပါဘူးဒီမှာကျွန်တော်တို့အလုပ်လုပ်တာစာချုပ်စာတမ်းနဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကထွက်ချင်ပါတယ်ဆိုရင်တော့မှခိုးပြီးထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မဖြစ်နိုင်ပါဘူးအဲဒါကြောင့်ကျွန်တော်2နှစ်ဆောင်ဆိုတာကျွန်တော်ရဲ့စာချုပ်တက်တဲ့2နှစ်ပြည့်မြန်မာနိုင်ငံပြန်လာဖို့အစီအစဉ်ရှိတာကြောင့်2နှစ်နေတဲ့အထိဆီယာမစိတ်ရှိရှိနဲ့စောင့်ပေးဖို့ကိုကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်အနေနဲ့ကဒီလိုမျိုးအကြောင်းအရာတွေကိုပြောပြတယ်ဆိုတာကလည်းဆီယာမသိအောင်ကျွန်တော်ပြောပြပါမယ်နော်ဟိုးရင်တစ်ချိန်တုန်းကကျွန်တော်တို့သပင်လောကတဲ့စောင့်ဝင်ကားသားကအခုလိုပျက်စီးဆန်သားဆိုတာလက်ချိုးရည်လို့ရတယ်ခင်ဗျာအဲ့ဒီအချိန်မှာဘာတွေဖြစ်လာလဲဆိုတော့ခစ်တွေအများကြီးပြောင်းလဲလာတယ်တိုးတက်လာတဲ့အပေါ်မှာကပောက်တီကပောက်ချတင်တန်းတွေဖွင့်ကြတယ်တင်တန်းစင်းတွေများလာတဲ့အပေါ်မှာစတိုင်းလက်တွေများလာပြီးမှသပင်တွေတော်တော်စုပ်ပြတ်လာခဲ့တယ်ပေါ့နော်အဲ့လိုစုပ်ပြတ်လာတဲ့အခါမှာလူတွေကကောင်းကန်လုံးမလာနိုင်ကြတော့ဘူးအဲ့လိုလုံးမလာနိုင်ကြတော့တဲ့အပေါ်မှာအခုလိုတင်တန်းတစ်ခုရဲ့ knowledge sharing လုပ်တဲ့အပေါ်မှာတွေကဂျက်နဲ့ကွက်နဲ့ချမပြနိုင်တဲ့အခါမျိုးဆိုရင်တန်တရားစိတ်တွေနဲ့မဖြစ်နိုင်ဘူးဆိုတာကိုအားလုံးကယုံကြည်ကြတယ်အဲ့တော့ယုံကြည်တယ်လို့ပြောနေတဲ့လူတွေအားလုံးကိုလည်းကြည့်လိုက်ရင်ဆရာမ15နှစ်အနှစ်20 10နှစ်ဒီလိုလူတွေကြည့်ပါပဲအဲ့တော့စံသားရဲ့သဘောတဘာဝအရာကဘလို့မှမဖြစ်နိုင်တဲ့အတိုင်းအတာတစ်ခုကိုဆရာမလုပ်ပြနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကပြောပြခြင်းဖြစ်တယ်အဲ့တော့ဆီယာမကိုဒီလိုကြီးလုပ်နေပါတယ်ကျွန်တော်လိန်နေပါတယ်လို့ပြောနေခြင်းမဟုတ်ပါဘူးကျွန်တော်ရဲ့ဗီဒီယိုကိုတေချာပြန်နားထောင်ကြည့်ပါဒီစံသားတွေကဒီလိုမျိုးဖွဲ့စည်းထားတာဖြစ်ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကပြောပြခြင်းဖြစ်တယ်ဘယ်လောကမှာသင်တန်းတွေအများကြီးတက်နေကြပြီးတော့သင်တန်းတွေမှာအခြေခံ knowledge sharing တွေတောင်မလုပ်ပေးပါပဲနဲ့ဒီလမ်းပေါ်မှာရက်တည်နေကြတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါတွေအတွက်ကျွန်တော်ကအသိပညာရဖို့အခုဗီဒီယိုတွေကိုရိုက်ပြီးမှကျွန်တော်ကပြောနေခြင်းဖြစ်ပါတယ်တကယ်အရှင်းတိုက်ခိုက်လို့လည်းမရှိပါဘူးဘလို့ပဲပြောပါကျွန်တော်ဆီယာမကိုပေးထားတဲ့ကြတိအတိုင်းနောက်ထပ်2နှစ်ပြည့်တဲ့အချိန်ကျွန်တော်မြန်မာပြည်ပြန်လာဖြစ်ပြီဆိုတာနဲ့တေချာပေါ့မြန်မာနိုင်ငံကိုခြေချရင်ဆီယာမဆိုင်ကိုအရင်ဆုံးလာမှာအဲ့ဒီအတွက်ကျွန်တော်လုံးဝအာမခံတယ်စိတ်ချပါနော်ဆီယာမကျွန်တော်ဆီယာမစီကိုပဲလာပြီးမှကျွန်တော်သပင်ကိုဖျက်ဆီးပြီးတော့ကျွန်တော်ရဲ့မယုံကြည်မရှင်းလင်းနေတဲ့စိတ်တန်တရားတွေဖြစ်ပြီးမှဒီရဲ့နီးပညာကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေတဲ့စိတ်ကိုဆီယာမစီလာပြီးဖြည့်ရှင်းပါမယ်အဲ့ဒီအတွက်ဆီယာမအရန်ကြီးမလောပါနဲ့လို့ကျွန်တော်ကနိုင်ငံခြားရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာလိုမျိုးလာချင်တိုင်းလာသွားချင်တိုင်းသွားလို့မရပါဘူးခင်ဗျာအဲ့ဒါလေးကိုနားလည်ပေးပါလို့ပဲပြောချင်ပါတယ်နော်